အင်းကွန်းဆရာတော်ဘုရားကြီးဤဆုံးမသာအတူမနီးတင်သောအရာများညောင်နှင့်ဖျားတွေ့ကြုံများကဖျားညောင်ကြောင့်ပြတ်တတ်သည်ငွေနှင့်ဖုံးကြီးအတူနီးကဖုံးကြီးငွေကြောင့်ပြတ်တတ်သည်မတ်နှင့်မရီအတူနီးကမရီမတ်ကြောင့်ပြတ်တတ်သည်မယားရှိလင်အကျွမ်းဝင်ကအခွင့်သာကပြတ်တတ်သည်စားနှင့်ချင်သည်အတူနီးကချင်သည်စားကြောင့်ပြတ်တတ်သည်ငယ်ရွယ်သမီးကျွန်နှင့်နီးကသမီးကျွန်ကြောင့်ပြတ်တတ်သည်မနှင့်ဖုံးကြီးအတူနီးကဖုံးကြီးမကြောင့်ပြတ်တတ်သည်မိန်းမဘိက္ခုတွေ့ပြန်မူလဲဘိက္ခုမကြောင့်ပြတ်တတ်သည်ခေမခဲအိုအတွေ့ပူလဲခေမခဲအိုကြောင့်ပြတ်တတ်သည်ဒီလိုမနီးတဲ့အရာတွေနီးလာတဲ့အခါမှာမပြတ်အောင်လို့တတိတရားလေးနဲ့စိတ်ငြိမ်ထားနိုင်ကြပါစေကျေးဇူးတင်ပါတယ်ဘေးရာတွေဝေးကွာကြပါစေ